ထွက်ခဲ့တယ်နော်ခုနကကိုရင်မိုင်းအိမ်တော်ပစ္စည်းတွေဆုံးရှုံးခဲ့တယ်ကုန်ခဲ့တယ်ဆိုတာကြက်ပွဲတွေလောင်းကစားလုပ်ခဲ့လို့ကုန်ခဲ့တာမဟုတ်ဘူးကိုလိုနီခေတ်စီးပွားရေးပြက်ကတ်နဲ့ကြုံခဲ့လို့ကိုရင်မိုင်းဒီလိုဒုက္ခရောက်ခဲ့ရတာနော်အဲကြောင့်မလို့အောက်ပြည်အောက်ရွာကိုဆင်းပြီးဘာလုပ်ခဲ့ရလဲအလုံးလုပ်ခဲ့ရတယ်အဲ့လိုအလုံးလုပ်ဖို့အတွက်သူ့မှာလမ်းစီတောင်မရှိဘူးလမ်းစီမရှိတဲ့အတွက်သူတို့ရဲ့ဆွေနီးမျိုးဆက်ပေါ့နော်ဒွေးခါတန်းကနေငွေ100ချီးပြီးတော့ထွက်ခဲ့ရတယ်အညာဒေသမွေးရမြေကဒွေးလေးခါသည်ထိုအကျွေး100ကိုခုနကိုရင်မိုင်းရဲ့ဇနီးထံပေါ့နော်ခဏခဏတောင်းနေချောင်းကိုအောက်ပြည်လာအညာသားတဦးထံမှာတဆင့်ကြားသိရတယ်နော်ကိုရင်မိုင်းကုနာအကျွေးယူပြီးထွက်သွားတာအဲဒွေးခါပေါ့နော်အကျွေး100မဆက်တဲ့အတွက်ကိုရင်မိုင်းရဲ့ဇနီးထံကိုခဏခဏလာတောင်းတယ်ဒါကိုကိုရင်မိုင်းရဲ့ဇနီးကကိုရင်မိုင်းရဲ့ဇနီးကနေပြီးတော့ပေါ့နော်အခုနကသူတို့ရွာနေပြီးတော့မြို့တက်သွားတဲ့သူတယောက်ကိုလူကြုံပါလိုက်တယ်သူ့ထံကိုအကျွေးတွေလာတောင်းနေရပေါ့ဒါကြောင့်ကိုရင်မိုင်းကြီးလုံအောင်ပေါ့အကျွေးဆက်ဖို့အတွက်လုပ်ပါအောင်ဆိုပြီးတော့ဒါခုနကလူကြုံထံကိုမှားလိုက်တယ်အမေမင်းမောင်းစရာရဲလို့များတက်လိုက်မှဖြစ်ခေါင်းတစ်ခါခါနဲ့ဆက်လာစွာတော့လှဆွေရဲ့နဲ့ဝဝပြနွားပြတရှင်းကိုလားထို့ကြောင့်မောင်းစရာကိုမွေးထားတော့ခေါင်းတစ်ခါခါနဲ့လှလဲလှချောလဲချောဝါလဲဝါတော့နွားပြတရှင်းကိုခုနအဖိုးလက်ဖွဲ့ထားတဲ့နွားပြတရှင်းကိုကျောင်းတကာကိုသာအပ်လိုက်ပြီးရောကျောင်းတကာကြီးထံသို့တဲ့နော်ကျောင်းတကာကြီးဆိုတာခုနကဆရာမကိုလိုနီခေတ်မှာတချို့တွေကအရှိမလှူပြရတယ်ပေါ့ကွာလှူတယ်တန်းတယ်လှူပြတယ်ပေါ့နောက်ွယ်မှာတော့အမျက်ကြီးစားအတိုးကြီးစားနေတယ်ဆရာမလူကုန်တန်းအတိုင်းဝိုင်းတွေကိုဒါကိုရင်မိုင်းရရေးပြထားတာနော်အကြောင်းမလို့ကျောင်းတကာဆိုပြီးကိုရင်မိုင်းရသုံးနှုံထားတာပေါ့နော်အကြောင်းကျောင်းတကာထံတို့ဆိုတော့ဆရာမနွားဝယ်သူထံတို့ရောင်းလိုက်ပါတော့အကျွေးဆက်ဖို့အတွက်အဖိုးလက်ဖွဲ့ထားတယ်ဝဝပြလှဆွေနွားပြတရှင်းကိုရောင်းလိုက်ပါဆိုပြီးတော့ကိုရင်မိုင်းရပြောလိုက်တယ်ရသူကြီးဘာညာရေလို့မငင်းလေနဲ့မလေးကိုဘာညာတွေမငင်းမဲနဲ့ရသလောက်နဲ့သာရောင်းလိုက်ပါမလေးရဲ့ရောင်းကာသာဆက်လိုက်ပြီးတော့ရွာရှိရတခင်နွားရောင်းရငွေနဲ့အကျွေး100မကြေသေးလင်ရွာရှိကရတခင်ကိုလည်းရောင်းလိုက်ပါတော့မလေးရဲ့ဟုမှားကြလိုက်ပြီကဲစမောက်ကျန်းအဆုံးသက်ကလေးမှာကိုရင်မိုင်းရဲ့အားလျှော့စိတ်ပြတ်တဲ့လေတံလေးနဲ့တွေ့လားနော်အားလျှော့စိတ်ပြတ်တဲ့လေတံလေးနဲ့အဆုံးသတ်ထားတယ်တွေ့လားမလီးရဲ့ရောင်းကာသာဆက်လိုက်ပြီးတော့ရွာရှိရတခင်ခုနနွားရောင်းရငွေနဲ့အကျွေးမကြေစီလင်ရွာရှိရတခင်ကိုလည်းရောင်းလိုက်ပါတော့မလီးရဲ့ဆိုပြီးမှားကြားလိုက်တယ်နော်ဒါစတုဒ္ဓအချိုးမှာအညာရဲ့ဒေတာမှာအစင်မပြေတဲ့ဖြစ်အောက်ပြည်စင်းကအလုတ်လုတ်ရေဒုက္ခရောက်ရပုံအညာမြေရှိအကျွေးများကိုဆက်လိုက်ရပုံလို့ဖြစ်ပုံဖော်ထားတယ်တဲ့ကဲ